ရှုသခင်ကိုယ်တော်ရှင်သည်သာသမတရားအားလုံးချင်းချုပ်ချပါကိုယ်တော်ရှင်ကိုရရှိသောအခါကျွန်တော်အသက်ကြမှာအမောင်များမအလီဟန်ဆောင်မှုကင်းစိတ်ချမှုအလင်းတရားကိုတွေ့အိုးယေရှုခေကိုယ်တော်ရှင်သည်သာသမတရားအားလုံးရှင်ချုပ်ချပါကိုယ်တော်ရှင်မရပြောခဲ့စကားတွေဟာမပြောင်းလဲသမတရားငါသာလင်းလာငါသာလင်းတဲ့ရှင်လင်းစွာမိန်ကြလေခဲ့ယုံကြည်ပါသမတရားယုံကြည်လို့မြောက်ချင်ရှာမည်နာခံမသမတရားနာခံရင်အောင်မြင်ချင်ရမည်သမတရားမှာကျုံဝဲဆောင်လာမှာကိုယ်တော်ရှင်ဒီဧကအမကောင်းချီးပေးမည်အိုးယေရှုသခင်ကိုယ်တော်ရှင်သည်သာသမတရားအားလုံးရှင်ချုပ်ချပါကိုယ်တော်ရှင်ကိုရရှိသောအခါကျွန်တော်အသက်တာမှာအမောင်များမအလင်းဟန်ဆောင်မှုကင်းစိတ်ချမှုအလင်းတရားကိုတွေ့အိုးယေရှုသခင်ကိုယ်တော်ရှင်သည်သာသမတရားအားလုံးရှင်ချုပ်ချပါကိုယ်တော်ရှင်ပြပြောခဲ့စကားတွေဟာမပြောင်းလဲသမတရား